Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့နန်းဝလိုက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်ကားမောင်းတင်တဲ့ကွင်းထဲမှာတင်ခဲ့ရတော့ဘယ်လိုအခက်အခဲတွေရှိခဲ့လဲဘယ်လိုလေးတင်ခဲ့ရလဲဆိုရဲအတွေ့အကြုံလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမှာပါဆက်ရချင်းစထွက်မယ်ဆိုလို့ရှိရင်ဟွန်တစ်ချက်တီးမယ်ပြီးရင်လက်ကလေးထောင်မယ်လက်ကလေးထောင်ပွားလို့ရှိလို့ရှိရင်စထွက်မယ်ဖြည်းဖြည်းချင်းတက်သွားမယ်ပေါ့အပေါ်ဒီမြင်းဝါလေးနဲ့ရောက်ပြီဆိုလို့ရှိရင်အဲ့မြင်းဝါလေးနဲ့ရှေ့ဘိန်းနဲ့ခွက်တစ်ကြောင်ရက်ကဒီမြင်းဝါလေးရောက်သွားပြီဆိုလို့ရှိရင် brake နစ်မယ်ပြီးလို့ရှိရင် gear ဖြုတ်မယ် gear ဖြုတ်ပြီးရင် hand brake ဆွဲမယ် hand brake ဆွဲပြီးလို့ရှိရင်အောက်ကနင်းထားတဲ့ brake ကိုလွတ်လိုက်ရမယ်ပြီးသွားလို့ရှိရင်ဟွန်းတစ်ချက်တီးမယ်လက်တစ်ချက်ပြန်ထောင်ပြမယ်လက်တစ်ချက်ထောင်ပြသွားတာနဲ့ကိုကအရှိကိုပြန်ဆက်ထွက်ပြမယ်အဲ့ဒီလိုထွက်တဲ့နေရာမှာဆိုလို့ရှိရင်အော်တိုကားတွေအတွက်လွဲတယ်မန်နျူရယ်ကားတွေအတွက်ကြတော့မကျွမ်းကျင်တဲ့သူတွေဆိုလို့ရှိရင်ခဏခဏအဲ့နားမှာဆက်သေးတယ်ဆက်သေးတာတို့အနောက်ပြန်လိတ်တာတို့ဆိုလို့ရှိရင် JPJ တက်ဖြစ်တဲ့အခါကြလို့ရှိရင်အဲ့လိုကျင်ကြတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ခဏခဏနောက်ကိုပြန်လိတ်တယ်နောက်ကိုပြန်မလိတ်ရင်ဆက်သေးသေးသွားတယ်ဘာလို့လဲဆိုတော့ကိုကဟက်ကလတ်ကိုအစတော့မသိတာမသိတော့ကလတ်ကြီးကိုကအကုန်လွတ်လိုက်တော့ဆက်ကသေးသေးသွားတယ်အဲ့လိုခဏခဏဖြစ်တော့ကို့အတင်ပေးတဲ့ကြေးကိုကလည်းကို့စိတ်တည်တူပြီးတော့အဲ့မှာပြောဆိုလို့တော့ဗောဒါလို့ခဏခဏဖြစ်နေတော့ကိုညံ့နေပါတော့ကိုကလည်းအဲ့မှာတိုင်လေးပတ်ပြီးတော့မှနောက်ကျတော့မှကိုကနားလေသွားတာဘယ်လိုလောက်ကလဲဆိုလို့ရှိရင်ရင်ဆုံးလေပါလေးကိုနင်းသွားတာနဲ့ကလက်ကလေးကိုတဝက်လောက်ထိကိုဖြည်းဖြည်းချင်းလွတ်လိုက်အကုန်မလွတ်နဲ့တဝက်ပဲလွတ်အဲ့ချိန်မှာကားကနည်းနည်းလေးတုံလာလိမ့်မယ်နည်းနည်းလေးတုံလာတဲ့ခါကျတော့မှအဲ့နှစ်ခုစလုံးအဲ့ချိန်မှာထိန်းထားဖို့လို့ရှိရင်ခုနဆွဲရတဲ့ hand brake ကိုပြန်ပြီးတော့ဖြုတ်လိုက်တာနဲ့ကားအော်တိုပုံမှန်လေးအရှိကိုလှိမ့်သွားအောင်အဲ့လိုဆိုရင်အဆင်ပြေတယ်အဲ့မှာမကျွမ်းကျင်တဲ့လူတွေနောက်ပြီးတော့မလုပ်တတ်သေးတဲ့လူတွေကြတော့စက်တင်သေးမတင်နောက်ကိုပြန်လှိမ့်လာအဲ့နေရာလေးကတစ်ချက်ပေါ့နောက်တစ်နေရာကျတော့ parking CC လို့ခေါ်တဲ့ parking ထိုးတာပေါ့အလျားလိုက် parking ထိုးတဲ့နေရာအဲ့ parking ထိုးတဲ့နေရာရောက်ပြီဆိုလို့ရှိရင်ခုနတိုင်းပဲ parking စထိုးမှဆိုလို့ရှိရင်ဟိုတစ်ချက်တီးမယ်ပြီးရင်လက်ထောင်ပြပြီးတော့မှကိုကစပြီးတော့ပါကင်ထိုးမှာပေါ့ကျွန်တော်တို့ကကြတော့သူကကားမှာအဲ့အတွင်းကန်းလေးထဲမှာအမဲဂျစ်ကလေးချစ်ထားပြီကိုဘက်အဲ့ဆီယာတိုင်းလှည့်ပြီးတော့ဘယ်လောက်အဲ့အမဲဂျစ်ကလေးနဲ့ဘယ်ဟာလေးနဲ့တန်းသွားပြီဆိုလို့ရှိရင်ဒါအဲ့မှာရက်မယ်ပြီးရင်ဆီယာတိုင်းဘယ်လိုပြန်ဘယ်ဘက်ကိုပြန်꿰မယ်ဘာညာပေါ့ကိုကွင်းကကြတော့တင်တဲ့လူကတယောက်နဲ့တယောက်မတူကြဘူးတယောက်ကကြတော့လေသူနေစနစ်တိုင်းဘက်မှန်ကြည့်ပြီးတော့မြင်းကြားလေးရဲ့နာကိုဘင်းရောက်ဝိုင်းရင်ဆီယာတိုင်းပြန်ဖြောက်ကမယ်လို့ဘာလို့ပေါ့ဒီဟာကတော့ပါကင်ထိုးတာတော့ကားမောင်းတဲ့လူတွေတွေ့လွယ်ပါတယ်ဘာမှမဖြစ်ဘူးဒီပါကင်ထိုးတာပေါ့နောက်တစ်ခုကကြတော့တီကာဖန်ဂျယ်လူလို့ခေါ်တဲ့3တော့အခွေကြတော့သူကဒီတိုင်းလေးပဲဝင်သွားလိုက်မယ်ဝင်သွားပြီးရက်ကမဲ့နေရာရောက်လို့ရှိရင်ရက်မယ်ရက်ပြီးသွားလို့ရှိရင်စီယာတိုင်းကိုအကုန်လှည့်လိုက်မယ်လှည့်ပြီးသွားရင်ဗတ်ပြန်ဆုပ်ပြီးတော့အနောက်ကလမ်းကြားလေးတွေကိုဖင်နဲ့ဝင်လိုက်မယ်ဝင်သွားတာနဲ့ဝင်လို့ရောက်ပြီဆိုလို့ရှိရင်ရက်မယ်စီယာတိုင်းပြန်လှည့်ပြီးတော့ပြန်꿰ထွက်မယ်ဒီလားဒါပဲသူကပြထားတဲ့အတိုင်းလေးဒီကောင်လေးလည်းလွယ်လေးပဲโอเคနောက်တစ်ခုကကြတော့သူက Z လို့ခေါ်တဲ့ဇက်အကွေပေါ့ဇက်ပုံစံအကွေလေးအဲ့အကွေလေးမှာလည်းသူလည်းပုံမှန်တိုင်းပဲစပြီးဝင်ကန်နေကြလို့ရှိရင်ဟွန်းလေးတစ်ချက်တီးမယ်ပြီးရင်လက်ကလေးထောင်ပြပွားကြီးဆိုတာနဲ့ခဲစသွားမယ်စသွားတဲ့ခါကျရင်ဒီမှာကြတော့လိုလဲဆိုတော့အဲ့အကွေတွေမှာကိုကဘရိတ်နေမီရက်လိုက်လို့မရအောင်ဖြည်းဖြည်းလေးသွားမယ်ပြီးသွားလို့ဆိုလို့ရှိရင်အဲ့ဘေးကပလက်ဖောင်းတွေကိုမတိုက်မိအောင်လို့ကိုကတေချာလေးမောင်းသွားမယ်အဲ့ဒါလွယ်ပါတယ်ဒီနေရာလေးတစ်ချက်ကကိုမရဲလို့ရှိရင်ဘရိတ်နင်းလိုက်မိမှာပဲတစ်ချက်ဘရိတ်မနင်းမနဲ့သူကတောက်လျှောက်တစ်ခါတည်းသွားမှာဆိုတော့ရောက်ပြီဆိုလို့ရှိရင်ဟွန်းလေးတစ်ချက်တီးမယ်လက်ကလေးတစ်ချက်ထောင်ပြမယ်ဒါတော့ပုံမှန်ပဲဒီဟာနောက်တစ်ခုကကြတော့သူက S ပုံစံအကွေ့လေးပေါ့အပုံစံအကွေ့မှာလည်းခုနကဇက်နဲ့တူတူပဲသူကပုံစံပဲကိုယ်ဝဲသွားတာပေါ့အပုံစံအကွေ့လေးမှာလည်းသူကရက်လို့မရဘူးတစ်ကောက်လျှောက်ဖြည်းဖြည်းချင်းမောင်းရမယ်ဘေးနာပလက်ဖောင်းတွေတိုက်လို့မရဘူးအဲ့ဒါမဲ့ဒါလေးကတော့လွယ်ပါတယ်ဒီကောင်ကခုနဇက်ကမှနည်းနည်း
တစ်စစ်ချိုးကြီးဆိုတော့နည်းနည်းစိတ်ခဲမှစိုးရင်နေတယ်ဒီ S လေးကကြတော့သူကဘယ်လိုပြောမလဲပြပြလေးပေါ့အကွေလေးကပြပြလေးဆိုတော့သူကလွယ်တယ်ဒီနေရာလေးကပို့လွယ်တယ်အဆုံးတစ်ရောက်သွားလို့ဆိုလို့ရှိရင်လည်းဟွန်လေးတီးမယ်လက်ကလေးထောင်မယ်ပြီးရင်ရတယ်နောက်တစ်ဆင့်ထပ်သွားမယ်ပေါ့ဒါအခုပြလိုက်တဲ့ဒီ၅ခုကဆိုလို့ရှိရင်အော်တိုကားမန်နျူတယ်ကားကိုတင်ရတဲ့ဟာတွေပေါ့ပိတ်ဆုံးတစ်ခုကကြတော့ဘယ်လိုဟာလဲဆိုတော့အော်တိုကားတွေမှာပို့တင်ရတဲ့ဟာအဲ့အော်တိုကားတွေမှာပို့တင်ရတာဒီကောင်တော့မခိမ့်ပါဘူးလွယ်လွယ်လေးပါပဲဒီဟာကကြတော့စထွက်မယ်ဆိုလို့ရှိရင်ထုံးစံနိုင်ပဲဟွန်လေးတစ်ချက်တီးမယ်လက်ကလေးထောင်ပြမယ်အရှိကအထစ်ကလေးမှရက်ပြီးတော့အလဲကောင်မှာထောင်ထားတဲ့တိုင်လေးကိုမတိုက်မိအောင်အထစ်ကလေးကိုကြော်ရမယ်ကြော်ပြီးတက်လိုက်ပြီးရင်ရက်ပြီးသွားလို့ဆိုလို့ရှိရင်လူကိုယ်တိုင်အောက်ဆင်းပြီးတော့အဲ့တိုင်လေးကိုဘေးကိုဖယ်ရမယ်ဘေးကိုဖယ်သွားလို့ရှိရင်မောင်းတက်သွားမယ်မောင်းတက်သွားပြီးလို့ရှိရင်အရှိကိုအဲ့အထစ်ကလေးကျသွားတဲ့အထိကိုမောင်းတက်သွားလိုက်မောင်းတက်သွားဖို့ဆိုလို့ရှိရင်ရက်မယ်ပြန်ဆင်းလာခဲ့ပြီးတော့အဲ့ခုနတိုင်လေးကိုအလဲကောင်မှပြန်ထားလိုက်လဲကောင်မှပြန်ထားဖို့ဆိုလို့ရှိရင်ကားကိုဘတ်နဲ့တစ်ခါပြန်ဆုပ်မယ်အဲ့ဖင်နဲ့အဲ့တိုင်နဲ့မတိုက်မိအောင်ပြန်တက်ကနောက်ကိုပြန်ဆုပ်မယ်အဲ့မှာရောက်သွားပြီမတိုက်မိဘူးဆိုလို့ရှိရင်ပြန်ထွက်လာမယ်ဒါဆိုပြီးသွားပြီဒါအော်တိုကားတွေမှာပိုတင်ရတဲ့တစ်ခုပေါ့နောက်ထပ်လည်းမလေးရှားနဲ့ပတ်သက်တဲ့ဘူးသူရဲ့ရတဲ့ဗီဒီယိုတွေကိုအမြဲတမ်းတင်ပေးသွားအောင်မို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့နှိပ်ပေးခဲ့ကြပါဦးနော်မလေးရှားရင်မောင်းလိုင်းစဉ်လုပ်ခဲ့တာနဲ့ပတ်သက်ပြီးတော့သိကျင်တာလေးရှိရင် comment မှာမေးသွားခဲ့လို့ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးရတဲ့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲ bye bye